နေ quadratic equation တွေရှင်းမှုနီလန်လေးပြောပါမယ် quadratic equation တွေမှာဆဲတို့ဘာရှိမလဲဆိုရင် quadratic equation ဆိုတာ a square plus b8 plus c equal to 0လို့ equation ကို quadratic equation လို့ခေါ်ရတယ်မတိခင် variable ရဲ့ထက်ညွှန်းဒီအမြင့်ဆုံးနှစ်ထပ်ထည့်ဖြစ်နေတဲ့ equation တွေဒီ quadratic equation တွေပါ quadratic equation တွေကိုရှင်းတဲ့အချိန်မှာရရှိနိုင်တဲ့အဖြေပုံစံအမျိုးအစား၃မျိုးရှိပါတယ်ဘယ်ဟောမူတည်ပြင်လဲဆိုရင် b square minus 4ac ပေါ်မူတည်ပြီးတော့အဖြေ၃မျိုးထွက်ပါမယ် b square minus 4ac ရဲ့တန်ဖိုးပေါ်မူတည်ပြီးတော့ဆရာတို့ဒီရလက်ဘယ်နှမျိုးကိုတွေ့နိုင်လဲဆိုရင်၃မျိုးတွေ့နိုင်တယ် b square minus 4ac ရဲ့တန်ဖိုးက greater than 0 ထက်ကြီးနေခဲ့မယ်ဆိုရင်တော့သူ့ရဲ့အဖြေဒီ2မျိုးရှိနိုင်ပါတယ် answer 2မျိုးရရှိနိုင်ပါတယ် okay b square minus 4ac တန်ဖိုးက0ရှိနေခဲ့မယ်ဆိုရင်တော့သူ့ရဲ့ answer က1မျိုးရရှိနိုင်ပါတယ်အဲ့ဒီလိုမျိုး equation ကိုတော့ဆရာတို့ဒီ perfect square လို့ခေါ်ပါတယ် perfect square လို့ခေါ်တယ် b square minus 4ac တန်ဖိုးဒီ less than 0 ထက်ငယ်နေခဲ့မယ်ဆိုရင်တော့သူ့မှာ no real solution အဖြေအစစ်ဆိုတာမရှိလာပါဘူးဒါကိုသိထားပြရမယ်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီ quadratic equation ကိုရှင်းတဲ့နေရာမှာအများစု quadratic equation ရှင်းတဲ့ formula variable 8ကိုရှာခြင်းသုံးတဲ့ formula a is equal to minus b plus or minus square root of b square minus 4ac by 2a ဆိုတဲ့ဒီ equation ကိုရှင်းလေးရှိပါတယ်အဲ့ဒီအချိန်နေမှာဆရာတို့ဒီနေ့လေ့လာမှာဒီ equation ကိုလေ့လာမှာဒီချိန်ကနေပြီးတော့ဆရာတို့ဒီပဲ equation တွေပဲဖြစ်ဖြစ် perfect square ပြင်ပြီးတော့ပြုပြင်တဲ့နည်းကိုလေ့လာပါမယ်ဟုတ်ပြီအဲ့တော့စပြီးလေ့လာကြည့်မယ် quadratic equation က perfect square ဖြစ်အောင်ပြုပြင်မယ် quadratic equation ဖြစ်တဲ့ a square plus quadratic equation a square plus b plus c equal to 0ပုံစံကနေပြီးတော့ a plus b equal to 0ဖြစ်ဖို့အတွက်ဆိုရင်နံပါတ်အဆင့်1အနေနဲ့အဲ့ဒီ perfect square ထဲမှာရှိနေတဲ့နှစ်ထပ်မြောက်ဖော်ကိန်းတနည်းအားဖြင့် a ရဲ့တန်ဖိုးနှစ်ထပ် a square မြောက်ဖော်ကိန်း a တန်ဖိုး1ဖြစ်မဖြစ်ဆန်းစစ်လိုက် a တန်ဖိုး1ဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီ c ကိုညီမျှခြင်းရဲ့တစ်ဖက်ကိုပို့ပြီးကကြမှာတစ်ထပ်မြောက်ဖော်ကိန်းဖြစ်တဲ့ b တန်ဖိုးကို2နဲ့စားမယ်စားပြီးတဲ့နောက်မှာရလာတဲ့စားလက်ကိုနှစ်ထပ်တင်ညီမျှခြင်းရဲ့နှစ်ဖက်လုံးမှာပေါင်းခြင်းနှုတ်ခြင်းတွေလုပ်မယ်အဲ့ဒီကနေမှတစ်ဆင့် perfect square ဖန်တီးမယ်ဟုတ်ပြီဘယ်လိုမျိုးလဲဆရာတို့စပြီးလေ့လာကြည့်မယ်ဥပမာဒီ equation လေးကိုလေ့လာကြည့်မယ်ဒီ equation လေးa square plus b plus c equal to 0ဒါကို quadratic equation ဖြစ်ပြောင်းမယ်အဲ့ဒီအချိန်မှာပထမဆုံး a တန်ဖိုး1ဖြစ်မှဖြစ်ဆန်းစစ်မယ်အဲ့တော့ဆရာတို့ a ဖြစ်1ယူဆထားလိုက်မယ် if a equal to 1ပေါ့အဲ့ဒါဆိုရင် a square constant ဖြစ်တဲ့ c ကိုညီမျှခြင်းတစ်ဖက်ကိုပို့ဆိုတော့ plus c ပို့လိုက်တယ်အဲ့တော့ a square plus b equal to minus c အဲ့နောက်မှာတစ်ထပ်မြောက်ဖို့ကိန်းကိုဘာနဲ့စားမလို့ဆိုရင်2နဲ့စားပါမယ်တစ်ထပ်မြောက်ဖို့ကိန်းဒီဘယ်သူလဲဆိုတော့ b ပါအဲ့ဒီ b ကို2နဲ့စားလိုက်တော့ plus b by 2ဆိုတာရလာလိမ့်မယ်အဲ့ရလာတဲ့စားလက်ကိုနှစ်ထပ်တင်ညီမျှခြင်းရဲ့နှစ်ဖက်မှာပေါင်းခြင်းနေလို့လေ minus c plus b by 2 the whole square ဆိုပြီးတော့ရလာမယ်ဟုတ်ပြီအဲ့ဒါဆိုဒီဘက်ကဟာဒီရှေ့ကိန်းနှစ်ထပ်ရှေ့ကိန်းနောက်ကိန်းမြောက်ခြင်းရဲ့နှစ်စားနောက်ကိန်းနှစ်ထပ်ပုံစံဖြစ်သွားတဲ့အတွက်ဒီဥစ္စာဒီရှေ့ကိန်းနောက်ကိန်း the whole square equal to minus c plus b by 2 the whole squareဒါဒီ quadratic equation ကို perfect square ဖြစ်ပြောင်းတဲ့ပုံစံမှာပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီကနေမှတဆင်ဆဲတို့လိုချင်တဲ့တန်ဖိုးတွေတည်မယ်ဆိုတန်ဖိုးတွေကနေတဆင်ရှင်းမယ်ဟုတ်ပြီအဲ့ဒါဆိုရင် a တန်ဖိုးက1ဖြစ်မနေဘူးဆိုရင်ဟောအကယ်လို့များ a က not equal 1ဖြစ်မနေတော့ဘူးဆိုရင်ဆရာတို့က a square plus b8 plus c b8 plus c equal to 0ဆိုတဲ့ equation နဲ့ကနေ a ကိုပုံထုတ်ပါမယ် a ကိုပုံထုတ်လိုက်မယ် a ကိုပုံထုတ်လိုက်တဲ့အချိန်မှာa square ဒီဘက်က b by a ဖြစ်သွားပါမယ် b by a plus c by a equal to 0အဲ့ဒါဒီမှာတစ်ဆင့်ထပ်ပြီးတော့ရှင်းလိုက်တဲ့ a square plus b by a plus c by a equal to 0 by h now a square plus b by a h equal to minus c by aအဲ့ဒီအချိန်မှာတစ်ထပ်မြောက်ဖော်ကိန်းကို2နဲ့စားပါမယ်တစ်ထပ်မြောက်ဖော်ကိန်းဒီ b by a ပါဒီမှာ1ဖြစ်သွားပြီ1ဖြစ်သွားရင်တစ်ထပ်မြောက်ဖော်ကိန်းကို2နဲ့စားပါမယ်တစ်ထပ်မြောက်ဖော်ကိန်းကို2နဲ့စားလိုက်တဲ့အချိန်မှာရလာတဲ့တန်ဖိုးကိုနှစ်ထပ်တင်ပါမယ်တစ်ထပ်မြောက်ဖော်ကိန်းဒီ b by a ပါ b by a ကို2နဲ့စားတော့ b by 2a ပါသူ့ကိုနှစ်ထပ်တင်ညီမျှခြင်းနှစ်ဖက်လုံးကိုပေါင်းပါမယ် minus c by a plus b by 2a the whole square နှစ်ထပ်တင်ပြီးတော့ပေါင်းပါမယ်အဲဒါဆိုဒီရှေ့ဥစ္စာဒီ 8 plusဒီရှေ့ပုံစံလေးဒီ h plus b by 2a the whole square equal to minus c by a plus b by 2a ဒီကနေမှ b by 2a the whole square ဒီကနေမှဆက်ပြီးတော့ရှင်းပြီးတော့ဘယ်သူရဲ့တန်ဖိုးကိုရှာလို့ရမလဲဆိုရင် a ရဲ့တန်ဖိုးကိုရှာလို့ရပါတယ်ဒါက quadratic equation ကို perfect square ဖြစ်ပြုတင်ပြီးတော့မသိခင် a ရဲ့တန်ဖိုးကိုရှာတဲ့ formula တွေပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုသုံးပြီးတော့ exercise 1.1 မှာပါတဲ့
တွက်ပုတ်စာတွေကိုတွက်ချက်မှာပဲဖြစ်ပါတယ်